In 30 minutes နဲ့ within 30 minutes ဘာကွာတာလဲ In 30 minutes ဆိုတာအခုကစမိနစ်30အတွင်းလို့ဆိုလိုတာပါ I'll be back in 30 minutes ကျွန်တော်မိနစ်30အတွင်းပြန်ရောက်မယ် Within 30 minutes ဆိုတာကကြတော့မိနစ်30အတွင်းလို့ပဲပြောတာအဲ့ဒီမိနစ်30ကအတိတ်မှာလည်းဖြစ်နိုင်တယ်ပြစ္ဆုတ်ပံမှာလည်းဖြစ်နိုင်တယ်အနာဂတ်မှာလည်းဖြစ်နိုင်တယ် During the exam I could finish the essay within 30 minutes စာမေးပွဲဖြေတော့ကကျွန်တော်စာစီစာကုန်းကိုမိနစ်30အတွင်းမှာပြီးအောင်ရေးနိုင်ခဲ့တယ် Just wait and see I'll drive from my apartment to your office within 30 minutes စောင့်ကြည့်လိုက်နော်ကျွန်တော် apartment ကနေခမရုံးကိုမိနစ်30အတွင်းရောက်အောင်မောင်းပြမယ် In the next level you have to answer all the questions within 30 minutes နောက်တစ်ဆင့်ကြလို့ရှိရင်မိခွန်းအားလုံးကိုမိနစ်30အတွင်းမှာပြီးအောင်ဖြေရလိမ့်မယ် Within ကိုသတ်မှတ်ချက်တွေစီးမြင်ဥတွေနဲ့ပတ်သက်ပြီးတော့သုံးတာများပါတယ် In နဲ့ within ကို location နေရာအတွက်သုံးမယ်ဆိုလို့ရှိရင်တော့ in ကိုသုံးတယ်ဆိုရင်အထဲမှာရှိနေကြောင်းပြောချင်ုံတတ်ပဲဖြစ်ပါတယ်ဥပမာ She's in the car The key is in the drawer Within ကိုသုံးရင်တော့အကန့်အသတ်အဝန်းဝိုင်းထဲမှာရှိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ဥပမာ The school is within walking distance ကျောင်းကလမ်းလျှောက်သွားလို့ရတဲ့အကွာအဝေးအတွင်းမှာပဲရှိတယ် Once we start the game we have to stay within the boundary ကစားပွဲကြီးစပြီဆိုတာနဲ့ကျွန်တော်တို့ကစီးဝိုင်းအတွင်းမှာပဲနေရမယ်ဒါဆိုရင်ဒီဝါကြလေးနှစ်ကြောင်းကိုဖြည့်ကြည့်နော် Number 1 Based on the rule you have to reach the goal dash 2 hours စီးမြင့်အရာပန်းနိုင်ကို2နာရီအတွင်းမှာရောက်အောင်သွားရမယ် Number 2 I'm on the clock now I'll call you back dash 10 minutes ကျွန်တော်အခုအလုပ်ချိန်ဖြစ်နေလို့ခမည်းစီကို10မိနစ်အတွင်းဖုန်းပြန်ဆက်မယ်နော်အဖြေမှန်ကို comment မှာရေးခဲ့ပြီနော် See you next time bye bye